manual နဲ့ AI automation နဲ့ဘယ်လိုကွာလဲပေါ့နော်အဲ့ဒါကိုဒီ video လေးမှာပြောပြပေးမယ်နော်အဲ့တော့ manual မှာဆိုလို့ရှိရင်ဒီပြရတဲ့အတိုင်းပဲနော် response time ကကြာတော့9မိနစ်ကနေ30မိနစ်အတွင်းရှိပါတယ်သူကိုလုပ်တဲ့ process ပုံမှန်ဒီပဲခေါ်ရမယ်ပေါ့နော်အဲ့တော့ AI automation ကကြာတော့ဒီ workflow အတိုင်းပဲကျွန်တော် instant လုပ်ပေးရပေါ့နော်ပြီးတော့ဒီ manual မှာဆိုလို့ရှိရင် availability က office hour အတိုင်းပဲလုပ်ပေးရဘာလို့ဆိုလူကိုယ်တိုင်ကသူ့မှာ limitation ရှိရပေါ့နော်8နာရီလား9နာရီလောက်ပဲသူလုပ်ပေးရ AI automation ကိုလုပ်ထားမယ်ဆိုလို့ရှိရင် 24/7 ကျွန်တော်လုပ်ပေးနိုင်ပါတယ်နောက်တစ်ခုကကျတော့ lead capture lead ကိုအဲ့လိုမျိုးလူတွေကလုပ်တဲ့အတွက်ကြောင့်မလို့တခါကျရင် miss ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ AI automation ကကျတော့သူ့ရဲ့ workflow တောင်ကျွန်တော်တခါလေးစီစဉ်ထားမှာလို့ lead တွေကိုကျွန်တော်တေချာတရက်နဲ့တခါလေးတရက်ထဲမှာတခါလေး never miss မဖြစ်စေဘူးပေါ့နော်အဲ့လိုမျိုးရှိပါတယ်follow up တွေဆိုလို့ရှိရင်လည်းကျွန်တော် AI automation နဲ့ဆိုလို့ရှိရင်တခါလေး automatic လုပ်ပေးလို့ရပါဘောနော်နောက်တစ်ခုကကျတော့ဒီ accuracy ဘိုင်းဆိုရင်လည်း consistent ဖြစ်တယ်ပေါ့နော်customer experience ဆိုလို့ရှိရင်လည်းဒီ manual ဆိုလို့ရှိရင် phrase ပေါ့နော်နောက်ဒီ AI automation ကကျတော့ fast and consistent ဖြစ်ပါတယ်ဒါပေမဲ့အဲ့နေရာမှာကျွန်တော်ကတေချာလေးဒီ AI ကိုဖြည့်ပေးဖို့အတွက်ပေါ့နော်နည်းနည်းလေး input ကိုတေချာထည့်ပေးဖို့လိုတယ်ပေါ့နော်အဲ့လိုရှိပါတယ် team production မှာကျတော့ limitation ရှိတယ်ဒါပေမဲ့ AI automation မှာကျတော့ limitation ကကျတော့အဲ့လိုကိုဘလို့သွားခြင်းလဲအဲ့သွားခြင်းတဲ့ပုံမှန်ဒီပဲကျွန်တော်ကြိုက်တော့ချိန်ရရပါတော့ဒီမှာကျတော့လူနဲ့လောက်တာမလို့ကျွန်တော် limitation ရှိပါတယ်နောက်တစ်ခုကကျတော့ဒီ business group မှာကျတော့လေ require more step ပေါ့ set တွေအများကြီးဟိုဟာဖြစ်တာနဲ့အများကျွန်တော်တို့ပတ်စံလေးပို့ပြီးကုန်တယ်ပေါ့နော်အဲ့လိုမျိုးလူနဲ့လောက်တာကောင်းတယ်ဆိုရင်ချို့နေရာကောင်းတယ်ဆိုရင်ချို့နေရာမှာကျတော့ AI automation လုပ်လို့ဆိုရင်ပို့ပြီးမြန်တာမျိုးရှိရပေါ့နော်အဲ့တော့ဘယ်ဟာကဟိုအကောင်းဆုံးဆိုတာမျိုးတော့မရှိဘူးအကောင်းဆုံးတော့တွဲပေါ့နော် AI automation သုံးတဲ့ခါကျရင်လည်းအကောင်းလည်းရှိလို့သူ့ရဲ့ဆိုးရဲ့ဘက်လည်းရှိရပေါ့နော်ဒါလေးပြောရချင်ပါတယ်ဒီ AI automation မှာဆိုလို့ရှိရင် business group ကကျတော့ easily scalable ပေါ့နော်ကျွန်တော်တို့ဘယ်လိုသွားချင်တဲ့ပုံမူတည်ပြီးတော့မှတခါတည်းဒီ scalable လုပ်လို့ရတယ်ပေါ့နော်နောက်တော့ကျ cost efficiency မှာဆိုလို့ရှိရင်လည်း manual ကကျတော့ဒီ higher long term cost ပေါ့ဝန်ထမ်းတွေအများကြီးခန့်ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပို့ပြီးကုန်ကြရပေါ့နော်ဒီမှာကျတော့ဒီအများကြီးဝန်ထမ်းထားပါတော့3-5ဆိုတော့ကျွန်တော်တို့30မလို့ဝန်ထမ်းတယောက်2ယောက်စာလောက်ပဲတုံးပြီးတော့မှဒီ better outline ကျွန်တော်ရမျိုးကျွန်တော်လုပ်လို့ရပါတော့